အားလုံးပဲမင်္ဂလာပါ JK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်အခု share channel site လဲကျွန်တော်ခြေတော့မြန်လာအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ကျွန်တော်ဒီ site တွေကအများကြီးရှိရခြေတော့မြန်လာအောင်လုပ်လို့ရမယ်ဒီ site တွေကအဲ့ထဲမှာကျွန်တော်လွယ်ကူပြီးရှင်းတဲ့ကျွန်တော်ဒီ site လေးကိုကျွန်တော်လုပ်ပြပြီးတော့ပြပါတယ်အဲ့တော့ကျွန်တော်ဒီ channel like ကြည့်လိုက်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစုံစည်းကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ JK Football Channel လေးကို like and subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော် comment အောက်မှာကျွန်တော် link လေးချထားပေးမှာဖြစ်ပါတယ် like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်